တမတ်စတင်ရရှိပြီဗျနေရာမှာတော့1လက်ပါဗျလက်1ပါဗျကဲအခုဆိုရင်တော့စားပစ်ချိန်ပါဗျစားပစ်ချိန်2-3ပါဗျအားနဲ့စားပစ်ပါကဲအခုဆိုရင်တော့3-allပါဗျ4-3ဖြစ်သွားပါပြီဗျ4-3ပါဗျပြီးအားကျဲကဲအခုဆိုရင်တော့အားကျဲကတော့နောက်တစ်မှတ်ထည့်ရသွားပြန်ဗျ3ပါဗျပါလာကြီးကဲအခုဆိုရင်တော့7-3ဖြစ်သွားပါဗျပြီးပြီ3-7ပါဗျလာပါလေရလို့လေဘောလုံးဘောလာတယ်7-3ပါဗျ
ကောင်းပါလေနော်ဒုက္ခဟောတယ်37ပါဗျကိုချင်းရစာပေချေ73ပါဗျစာပေချိန်ပါဗျ37ပါကျွန်တော်မတိုးပါနဲ့73ပါဗျကဲအခုဆိုရင်တော့အဲ့3နဲ့အဖြစ်ကတော့ကွင်းချင်းတော့ပဲညာပထမရိုးပွဲမှာ3အဖြစ်စားပေးပါဗျကဲအခုဆိုရင်တော့9-3ဖြစ်သွားပါပြီဗျာနော်ဝယ်ရီကတော့ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းခုနရိုးထိုးကတော့အမှတ်ပြတ်နဲ့အရှုံးတယ်လို့စားပေး open မှာတော့ဘယ်လိုလေးလာမလဲဆိုတော့စောင့်ကြည့်အောင်ဗျ9-3ပါဗျစားပေးချိန်ပါဗျရလာညီ9-3ပါဗျဖြစ်သွားပါကြကျွန်တော်မတိုးပါနဲ့11-3ပါဗျာတောင်းတော့လို့မရတော့စားပေးအချိန်ပါဗျ3-11မှာနော်ဒီဘက်က2ယောက်စားပေးပါဗျဝေးပါတယ်ဗျ4-11ပါဗျရပြီဗျအခုဆိုရင်တော့11-4ပါဗျခိုင်နေကွဲကုန်ပြီခိုင်ကုန်လေမှာသူတို့ရဲ့အားပေးမှုကတော့တကယ်ကောင်းဆုံးပါဗျ4 ပါဗျ